အားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုလေးမှာမိတ်ဆွေဘဝမှာပျော်ရွှင်မှုတွေပျောက်ဆုံးနေတယ်ဘဝမှာနေရတာအဆင်မပြေတော့ဘူးဆိုရင်ဒီအချက်လေး၃ချက်ကိုပြန်လည်စစ်ဆေးကြည့်ဖို့အကြံပြုချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့နံပါတ်1ကကျွန်တော်တို့ပေါင်းသင်းနေတဲ့မိတ်ဆွေအပေါင်းအသင်းတွေဟုတ်ပါတယ်ကျွန်တော်တို့ဘဝမှာမိတ်ဆွေအပေါင်းအသင်းတွေလိုအပ်တယ်တိုးတက်ပြောင်းလဲမှုအတွက်လည်းမိတ်ဆွေအပေါင်းအသင်းဆိုတာအဓိကအားဖြင့်လိုအပ်တယ်တစ်ချိန်တည်းမှာပဲကျွန်တော်တို့ emotion လို့ခေါ်တဲ့စိတ်ခံစားမှုကိုဖြည့်ဆည်းစေတဲ့မိတ်ဆွေအပေါင်းအသင်းတွေရှိတယ်ကျွန်တော်တို့ဘဝတိုးတက်ပြောင်းလဲမှုကိုပိတ်ပင်ထားတဲ့မိတ်ဆွေတငယ်ချင်းတွေရှိတယ်ဒီလိုအပေါင်းအသင်းမိတ်ဆွေတွေရှိနေပြီဆိုရင်မိတ်ဆွေအနေနဲ့ရှောင်ရှားဖို့လိုပါတယ်ဒီလိုရှောင်ရှားခြင်းအဖြစ်ကလည်းမိတ်ဆွေရဲ့ဘဝမှာပျော်ရွှင်မှုဆိုတာတွေကိုပြန်လည်ရရှိပါလိမ့်မယ်ဒုတိယတစ်ချက်အနေနဲ့မိတ်ဆွေတွေးနေတဲ့အတွေးတွေပါဟုတ်ပါတယ်မိတ်ဆွေမပျော်ရွှင်ရခြင်းအကြောင်းရင်းတွေထဲမှာမိတ်ဆွေတွေးနေတဲ့အတွေးတွေလည်းပါဝင်ပါတယ်ဘယ်လိုဥမာမျိုးလဲဆိုရင်ကျွန်တော်တို့အနေနဲ့ငါကမတော်ဘူးငါကညံ့တယ်ငါကသူများလိုမှမဟုတ်တာဆိုတဲ့အတွေးတွေကလည်းမိတ်ဆွေရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးစေပါတယ်နောက်ဆုံးတတိယတစ်ချက်အနေနဲ့ကျွန်တော်တို့ယုံကြည်ထားတဲ့ယုံကြည်မှုတွေကျွန်တော်တို့ဘဝမှာယုံကြည်မှုတွေအများကြီးရှိတယ်တစ်ချိန်တည်းမှာပဲကောင်းမွန်သောယုံကြည်မှုတွေရှိသလိုမကောင်းတဲ့ယုံကြည်မှုတွေရှိတယ်ငါဘဝကြီးကဒီလိုဖြစ်ရလားဆိုတဲ့ယုံကြည်မှုတွေကကျွန်တော်တို့ရဲ့ဘဝတွေကိုပျော်ရွှင်မှုတွေပျောက်ဆုံးစေပါတယ်အဲ့တော့ဒီ၃ချက်ကိုပြန်လည်စစ်ဆေးခြင်းအဖြစ်မိတ်ဆွေရဲ့ဘဝမှာပျောက်ဆုံးနေတဲ့မပျော်ရွှင်ရတဲ့အဆင်မပြေတဲ့အရာတွေကိုပြန်လည်အဆင်ပြေပျော်ရွှင်စေဖို့အတွက်နည်းလမ်းတွေရရှိပါလိမ့်မယ်အကယ်၍ဒီဗီဒီယိုလေးကလည်းမိတ်ဆွေအတွက်အကျိုးရှိတယ်ဆိုရင် comment မှာ yes လို့ရေးခဲ့ပါအောင်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်ဆုံကြပါမယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေ bye bye